ဖိုးမတ်တို့ကတော့တော်တဲ့တနေရာရောက်နေပြီအဲ့ဒီနေရာမှာလည်းမနှက်ဖန်ဆိုဂီတာ first band အနေနဲ့ပြည့်နေမှာပဲလို့ပြောပြလိုက်ပါတယ်ဘန်ကတော့ Omitis ထဲမှာ Alien ဘယ်နှကောင်တော့ရှိမလဲဆိုပြီး Omitis ဖုံဖွင့်ပြီးဆက်စုနေပါတယ်ဂွမ်ကတော့ရှောင်းမကလီဖို့ပြောပြီးအဖိုးမတ်ကပါထက်လာတတိပေးသွားခဲ့ပါတယ်ဒါပေမဲ့ဘန်ကတော့ကလီရင်အဖုံးကပွင့်သွားပြီး Omitis ကတော့တမျိုးပြောင်းလဲသွားခဲ့ပါတယ်အဲ့ချင်းအဖိုးမတ်တို့ကအတန်တွေကြားလို့ပြန်ရောက်လာပြီးဘန်ကိုပါတခါလဲအေးရဝင်ခိုင်းလိုက်ပါတယ်မနေ့ရောက်တော့ဘန်လဲ Omitis ကို connect ကပ်ပြီး Guitar Face ဆိုတဲ့ပွဲတော်ကလည်းစနေပြီပဲဖြစ်ပါတယ်အဲ့နောက်ပွဲကိုလာပြီးမိချောင်းဦးလေးတွေအကောင်ပေါက်နေတာကိုကြည့်နေတော့အေယာမဖားရီဒီကောင်ရောက်လာခဲ့ပါတယ်ဖားရီကဘန်တို့ကိုတိုက်ခိုက်တာကြောင့်ရှောင်းရှိုင်း Omitis ရဲ့အဖုံးလဲကျသွားခဲ့ပါတယ်အဲ့ချင်းဒေါက်တာအန်နီမိုကရောက်လာခဲ့ပါတယ်ဒေါက်တာအန်နီမိုကတော့ season 1မှာတော့တရိတ်ဆက်နေကိုတတိပြောင်းဖန်တီးပြီးအဲ့ဒါကိုဘန်တားခဲ့တာပဲဖြစ်ပါတယ်အဲ့လိုနဲ့အန်နီမိုရဲ့ဖားရီကဘန်ကိုလိုက်တိုက်ခိုက်နေရကြောင်းဘန်လဲပြန်ချဖို့ 4-1 ကိုပြောင်းလိုက်ပါတယ်ဒါပေမဲ့ထူးထူးဆန်းဆန်း 4-1 နဲ့ sting fly ပြောင်းထားတဲ့ကောင်သာဖြစ်သွားခဲ့ပါတယ်ဘန်လဲတစ်ချိန်နဲ့ပြန်ပြီးအားရပါရတီးလို့ရတော့မှကြောင့်ကျေနပ်နေပါတယ်ဒါပေမဲ့တကယ်တမ်းကျစိတ်ကူးနဲ့လက်တွေချားစီဖြစ်နေပြီးဖားရီကိုတော့မမနိုင်ဖြစ်နေပါတယ်ပြန်ကြည့်တော့လေဝေလီးနေတာလည်းမပြန်နိုင်ဖြစ်နေပါတယ်အဲ့လိုနဲ့ခုံစားလုပ်ပြီးဖားရီရဲ့တောက်ကောက်ရိုက်ချပေးလိုက်တာကြောင့်ဒေါက်တာအန်နီမိုနဲ့အတူအဝေးကိုလွင်သွားခဲ့ပါတယ်အန်နီမိုလည်းဘန်ရဲ့ Omitis ကအဖုံးအောင်တွေ့ပြီးကနန်းမှာပါအတောင်နေပေါက်နေရကြောင်းအဲ့ဒါကိုယူကဖားရီနဲ့အတူပြန်ထွက်သွားခဲ့ပါတယ်ဘန်ကလည်းနောက်ကလိုက်ဖို့လုပ်ပြီးမဲ့ Omitis လည်း limit ပြည့်သွားခဲ့ပါတယ်ဂွမ်ကလည်းဘလို့ဖြစ်လို့ Alien နှကောင်ပေါင်းထားတဲ့ကောင်ဖြစ်သွားတာလည်းပြီးတော့ဘန်လည်း Omitis ရဲ့အဖုံးကိုလိုက်ရှာပါတယ်အဲ့နောက်မတွေ့ရဲ့အဆုံးမှာတော့ဒေါက်တာအန်နီမိုယူသွားတယ်ဆိုတာကိုသိလိုက်ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျတယ်ဆိုရင်တော့ VPN လေးခံကြည့်ပေးပြီး like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်တစ်ဖက်မှာဒေါက်တာအန်နီမိုကလည်း Omitis ရဲ့အဖုံးသူ့ရဲ့ဆက်မှာထည့်ပြီးလင်းတို့တကောင်တတိပြောင်းလိုက်ပါတယ်အဖိုးမတ်တို့ကလည်းဆက်လီနဲ့ထွက်လာကဒေါက်တာအန်နီမိုရှာပြီးသူ့စီယာပစ္စည်းကိုပြန်ယူဖို့ထွက်လာကြပါတယ်အဲ့ချိန်တတိပြောင်းလင်းတို့က Hipless နဲ့ပေါင်းမိသွားပြီးဘန်တို့ကိုလိုက်တိုက်ခိုက်ပါတယ်ဘန်လည်း Omitis ကိုသုံးဖို့လုပ်နေပေမဲ့အဖိုးမတ်ကလည်း Omitis ကပုံမှန်မဟုတ်တာကြောင့်ဘလို့ကောင်နေပြောင်းသွားနိုင်မှမသိဘူးဆိုပြီးပြောနေပေမဲ့ဘန်ကတော့တိုက်ခိုက်ဖို့အတွက်ပြောင်းချလိုက်ပါတယ်ဒီတစ်ခါမှာတော့ Diamond Hand နဲ့ Grey Matter ပြောင်းထားတဲ့ကောင်လာဖြစ်သွားခဲ့ပါတယ်အဲ့ချိန်လင်းတို့ကဘန်အောင်ချီပြီးရေထဲပစ်ချထားလိုက်ပါတယ်ထပ်ပြီးဘန်လည်းမိချောင်းစာဖြစ်တော့မှကြောင့်အသေးအံထွက်ပြေးလာရပါတယ်မီလင်းတို့ကောင်လည်းလှေတဲ့ရှိရနေလာနေရကြောင်းအဖိုးမတ်လည်းလှေကိုတိတ်ကရေထဲပတ်ပေးလိုက်တာကြောင့်ငနေကောင်လည်းမီးရီဆိုပြီးထွက်ပြေးသွားခဲ့ပါတယ်ဘန်တို့လည်းလင်းတို့နောက်လိုက်ပါတယ်လမ်းကအသားစီးတွေကိုလည်းဘန်က Diamond Hand နဲ့ဖြတ်စီးနေတော့ Omitis limit ပြည့်ပြီးလူရန်ဖြစ်သွားခဲ့ပါတယ်အဲနောက်မှာတော့ဒေါက်တာအန်နီမိုရှိရဲ့နေရာကိုတည်သွားကြပြီးဝင်လာတာကြောင့်ဖားရီတိုက်ခိုက်တာခံလိုက်ရပါတယ်ဒေါက်တာအန်နီမိုကလည်းသူ့ရဲ့သတိပြောင်းစက်နဲ့စက်ကြဝဠာကြီးကိုပစ်ပြီးကဘာသစ်ဖန်တီးမယ်လို့ပြောကစက်ကစွမ်းရည်နဲ့ဘန်အောင်ပစ်လိုက်တာကြောင့်အဖိုးမတ်ကဝင်ကားပေးပြီးသူ့ကိုယ်နဲ့ဘောက်ဘက်ပုံစံကြီးဖြစ်သွားခဲ့ပါတယ်ဘန်တို့ကပါထပ်ပစ်လိုက်ပြီးဖားရီနဲ့မီလင်းတို့ရောက်လာတာကြောင့်ဘန်လည်း Alien ချင်းလိုက်ပါတယ်ဒီတစ်ခါမှာတော့ Hipless နဲ့ Rejor တာဖြစ်သွားခဲ့ပါတယ်တကယ်ကိုစန့်ကျင်ဘက်အကောင်တွေပါဘန်လည်းမီးနဲ့ပြစ်ဖို့သုံးမိမယ်လေသုံးမရတော့ပဲဖြစ်နေပါတယ်အဲ့ဒါကြောင့်အန်နီမိုလည်းဘန်အောင်စွမ်းရည်နဲ့လှမ်းပစ်လိုက်ပါတယ်ဒါပေမဲ့ဘန်ရဲ့ပြောင်းလဲနေတဲ့အခြေအနေကြောင့်ဘာမှထိရောက်မှုမရှိသွားပါဘူးအဲ့လိုနဲ့ဖားရီနဲ့လင်းနိုကတော့ဘန်အောင်ရှက်တီးနေပြီးဘန်ကလည်းပြန်ထလာကလင်းနိုကောင်အားရပါရထိုးချပေးလိုက်တာကြောင့်ဟိုငနေလေးရေလေးပြုတ်ကျသွားခဲ့ပါတယ်ဖားရီကလည်းဘန်အောင်ရှာတိုင်းကျွေးနေရကြောင့်ဘန်လည်းရှာအောင်မီးပူပေးလိုက်တာကြောင့်ဘန်လည်းလွတ်သွားခဲ့ပါတယ်ဒါပေမဲ့ရေတက်လွန်နေရကြောင့်မလှုပ်ရှားနိုင်တော့ပါဘူးဂွမ်လည်းအန်နီမိုရဲ့ဆက်စီဥတီသွားနေပြီးလင်းနိုကောင်လည်းရေပေါ်ပြန်တက်လာကဂွမ်နောက်လိုက်နေရကြောင်းဂွမ်လည်းအသေးအံပြေးပြီးလွတ်လာခဲ့ပါတယ်အဲ့နောက်ဘန်းစီပြန်သွားပြီးတိုက်ခိုက်နေပြီးမှဘန်က Rejor ဘက်ဖြစ်နေရကြောင်းအသက်ရှူမရတော့ပဲဖြစ်နေပါတယ်အဲ့ဒါကြောင့်ပဲလင်းတို့သွားရည်နဲ့ကြိုက်ပေးလိုက်မှပဲဟိုငနေလေးအထိနာကဘန်လည်းရေရောက်ထဲကျသွားခဲ့ပါတယ်အဲ့နောက်မှာတော့ဘန်လည်းရေရောက်ထဲမှာပါဝါတစ်ချက်တုံးလိုက်တာကြောင့်ဟိုငနေနှစ်ကောင်လည်းမှောက်သွားပြီးဘန်လည်းအားရင်ကုန်ကန်သွားခဲ့ပါတယ်ဂွမ်ကတော့တတိပြောင်းဆက်တဲ့ရောက်နေပြီးဒေါက်တာအန်နီမိုကလည်းဂျိုးတစ်ခုလုံးကိုပြောင်းမှုစွမ်းရင်ပြစ်လို့လိုက်တဲ့ချိန်ဘန်ကမီးနဲ့ဆက်ကိုလှမ်းပစ်လိုက်ကအဖိုးမတ်ကိုငကိုတိုင်းပြန်ပြောင်းပြီးဖို့ပြောလိုက်ပါတယ်ဒါပေမဲ့အန်နီမိုကလက်မခံပဲစွမ်းရင်ကိုထပ်ပြီးပြစ်လို့လိုက်တဲ့ချိန်တုံးလို့မရတော့ပါဘူးဂွမ်က Omitis ဖုံးကိုပြန်ယူထားလိုက်လို့ပဲဖြစ်ပါတယ်အဲ့လိုနဲ့အန်နီမိုလည်းဂွမ်စီပေးလိုက်လာတာကြောင့်ဘန်ကပဲမီးနဲ့တစ်ချက်ပစ်ပေးလိုက်ပါတယ်ဘန်ကလည်း Omitis ကိုကလေးလိုက်တာကြောင့်အဖိုးမတ်ဒီလိုဖြစ်ရတယ်ဆိုပြီးနောင်တရနေပါတယ်ဂွမ်ကလည်းအကြံတစ်ခုရပြီး Omitis အဖုံးတတိပြောင်းဆက်တဲ့ပြောင်းမြန်ထဲကအဖိုးမတ်ကိုပြန်ပြေးလိုက်မှပဲအဖိုးမတ်လည်းငကိုတိုင်းပြန်ပြေးသွားခဲ့ပါတယ်အဲ့လိုနဲ့ခရီးဆက်ထွက်လာကြပြီးအန်နီမိုကတော့ဖမ်းခံလိုက်ရပါတယ်ဘန်ကလည်းနာယီကိုထက်ကလိနေပြီးနောက်ထပ်ပေါင်းဆက်ထားတဲ့အကောင်တွေများထက်ရမလားဆိုပြီးဂွမ်နဲ့အဖိုးမတ်ကိုစနောက်ကပြီးဆုံးသွားခဲ့ပါတယ်ဒါကတော့ Banana Classic Season 2ရဲ့အပိုင်း7ဖြစ်ပြီးအပိုင်း7တော့နောက်ရက်မှာတင်ပေးသွားမှာမလို့ like and subscribe လေးနဲ့လည်းအားပေးခဲ့ကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်